အထူးတပ်ဖွဲ့တစ်ခုဟာနိုင်ရန်တစ်ခုလုံးမှာအပြည့်ထည့်ထားတဲ့ခိုးရပါຫນွယ်သားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါပေမဲ့ဒါဟာအစမ်းဆုံးအပိုင်းတော့မဟုတ်သေးပါဘူး။တအိမ်လုံးမှာတကယ်ကိုအဲ့ဒီငွေတွေနဲ့ပြည့်နေတဲ့ဘန်တာတိုက်ကြည့်လို့ပါပဲ။နိုင်ရန်တစ်ခုကိုဖြိုလိုက်လေနောက်ထပ်နိုင်ရန်တစ်ခုမှာငွေတွေအထက်လိုက်ရှိနေပြန်ပါတယ်။အဲ့ဒီလိုငွေပုံကြီးကိုမြင်လိုက်ရတာကြောင့်တိုက်ပွဲအတွေ့အကြုံများတဲ့စစ်သည်တွေတောင်သူတို့ကိုသူတို့မထိန်နိုင်တော့ပဲတစ်ခေါက်ပြီးတစ်ခေါက်အလူရတဲ့ယူကြပါတော့တယ်။သူတို့ဟာငွေတွေကိုမြေအောက်ခံတဲ့ယူပြီးတဲ့ယူပို့ဆောင်ရေးကားကြီးထဲကိုအပြည့်ထည့်ခဲ့ကြပါတယ်။အချိန်ကလည်းနေလာပြီထလို့သူတို့မှာငွေတွေကိုယူပြီးထွက်ခွာမယ်နေရ extraction point ကိုဦးတီယုံကလွယ်လို့တခြားရွေးချယ်စရာမရှိတော့ပါဘူး။လေရင်ကအချိန်မီရောက်ရှိလာပေမဲ့ငွေတွေကိုစပြီးတင်းဆောင်တဲ့အခါမှာတော့ပြဿနာတစ်ခုစတဲ့ပါတော့တယ်။ငွေတွေရဲ့အလေးချိန်ကလေရင်ရဲ့ဝန်တင်းဆောင်နိုင်စွမ်းထက်အများကြီးပိုများနေတာပါ။သူတို့ဟာမီတာ6000နီးပါးမြင့်တဲ့အန်ဒီစတောင်တိုင်းကြီးကိုကြောဖြတ်ပြန်ထမ်းရပါမယ်။အဲ့ဒီလောက်အမြင့်မှာဒီလောက်အလေးချိန်နဲ့ဆိုရင်ကြောဖြတ်နိုင်ဖို့အခွင့်အလမ်းကမရှိတဲ့လောက်ပါပဲ။ဒါပေမဲ့ထွက်ခွာရမယ့်အချိန်ကလည်းကုန်ခါနီးပြီးနောက်ထပ်အစီအစဉ်လည်းမရှိတာကြောင့်သူတို့စွန့်စားခဲ့ကြပါပဲ။လေရင်ထပ်ပြီးမကြခင်မှာပဲတောင်တန်းတွေနဲ့နီးလာတဲ့အခါလေရင်ဟာပြင်းထန်စွာတုန်ခါလာပါတယ်။အင်ဂျင်ကလည်းထူးဆန်းတဲ့အတန်တွေထွက်လာတာကြောင့်အသက်ရှင်ဖို့အတွက်ဒေါ်လာတန်း100ဖိုးလောက်ရှိတဲ့ငွေထုတ်တွေကိုလေရင်ဘောကနေပစ်ချခဲ့ရပါတယ်။ငွေအချို့ကိုရှော့ချလိုက်ပြီးမြဲလေတောင်ထိပ်ကိုကြောခါနီးမှာလေရင်အင်ဂျင်ရပ်သွားပြီးအောက်ကိုထိုးဆင်းသွားပါတယ်။သူတို့ဟာလေရင်ကိုထိန်းချုပ်နိုင်ဖို့ငွေတွေကိုဆက်တိုက်ပစ်ချခဲ့ရပြီးမြဲနောက်ဆုံးမှာတော့ဝေးလံခေါင်ရတဲ့ရွာတရွာမှာအရေးပေါ်ဆင်းသက်ခဲ့ရပါတယ်။ရွာသားအနေနဲ့စကားပြောဆိုပြီးနောက်သူတို့ဟာကြံရှိတဲ့ငွေအချို့ကိုမီးတွေပေါ်တင်ပြီးကမ်းခြေကထွက်ခွာမယ့်နေရာကိုခြေချင်းခရီးဆက်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီလမ်းကြောင်းကသူတို့ထင်ထားတာထက်ပိုပြီးကြမ်းတမ်းလွန်လာပါတယ်။ငွေဖြင့်မီးမွေးခင်တောင်တက်လန်းကမတ်ဆောက်လုံးပြီးခြေတလန်းမားတာနဲ့ငွေတန်းပေါင်းများစွာဟာ၆ထဲကျသွားနိုင်ပါတယ်။တနေ့နဲ့တညလုံးခရီးနေပြီးတော့ညဘက်မှာအပူချိန်ကရွတ်ရက်ကျဆင်းသွားပါတယ်။အဲတန်ကနေအသက်ရှင်ဖို့အတွက်သူတို့မှာတခြားလောင်စာမရှိတာကြောင့်ငွေထုတ်တွေကိုတထုပ်မီးတစ်ခေါက်မီးရှို့ပြီးအပူရှာခဲ့ရပါတယ်။ဒီနေ့မှာတော့ပင်လေပင်ကိုမြင်ရဖို့တောင်ကုန်းတစ်ခုပဲအလိုပါတော့တယ်။ဒါပေမဲ့ရွတ်ရက်သေးနာတန်တစ်ချက်ထပ်ပေါ်လာပါတယ်။တောင်ကုန်းပေါ်မှာပုံအောင်နေတဲ့စနိုက်ပါတစ်ယောက်ဟာသူတို့အသေးလာတဲ့ငွေတွေကိုမျက်စိကြားပြီးစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်